မင်္ဂလာပါဒီနေ့ကျွန်တော်တို့တစ်အိတ်တောင်းဖြတ်တဲ့လုပ်ငန်းစဉ်ကိုတင်ကြမယ်ဒီသင်ခန်းစာကလုပ်သားတွေအားလုံးအတွက်မှန်မှန်ကန်ကန်လုပ်နိုင်အောင်နားလည်စေဖို့အထောက်ပံ့ဖြစ်ပါမယ်အလုပ်အရေးအသွေးကောင်းကောင်းရအောင်အမအရွယ်နဲ့အောင်အန်ဒရေကင်းအောင်လုပ်ကြပါစို့ဆောင်ရွက်စာတမ်းအတွင်းမှာ BRC ဒါမှမဟုတ် GHP လို့အမှတ်အသားအနီတွင်ရင်အဲ့ဒီအစဉ်စဉ်လုပ်စင်တဲ့စီမင်းစည်းကမ်းတွေကိုတိတိကျကျလိုက်နာလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ဒါဟာထုတ်ကုန်အရေးတွေနဲ့လုံခြုံရေးအတွက်အရေးကြီးတဲ့စံနှုန်းထက်လို့ပါ။အခုဆက်ပြီးတစ်ပိတ်ဖြတ်ဆက်ရဲ့စခိတ်ပိုင်းတွေကိုသိကြမယ်။ဆက်ရဲ့အစိတ်ပိုင်းတွေကိုနားလည်သိရှိထားတာကအလုပ်ကိုမှန်မှန်ကန်ကန်လုပ်နိုင်အောင်နဲ့လုံခြုံအောင်အကူအညီဖြစ်ပါတယ်။ဒီဟာကတော့ For a Simplon Film Process ကနေထွက်လာတဲ့အိတ်ခတ်မုံပါ။အဲ့ဒီအိမ်မုံဟာဖြတ်ဆက်အထိစီးဝင်လာပြီးအိတ်ဖြတ်ခြင်းအစဉ်ကိုဆက်လက်လုပ်ဆောင်ပါတယ်။ဆက်ပြီးဒီဟာကတန်းစင်ပိုင်းဖြစ်ပါတယ်။အိတ်ကိုတငင်းငင်းတမြမြလှည့်သွားအောင်ဆွဲပေးတဲ့အစိတ်အပိုင်းပါ။အိတ်ဖြတ်ဆက်ထဲဝင်မလာခင်အိတ်တင်းအားကိုထိမ့်ညှိပေးတဲ့အခန်းကဏ္ဍဖြစ်ပါတယ်။ဆက်ပြီးဒီဟာကစိတ်ရက်စေတဲ့စဉ်းစားဖြစ်ပါတယ်။ဒီစဉ်းစားကမုံအိတ်ကိုဆက်အလုံးလုံးနေချိန်မှာစောင့်ကြည့်ကင်တိပေးတာဖြစ်ပါတယ်။မုံအိတ်ကုံသွားတဲ့အခါစဉ်းစားလေးမိလက်ပြီးစက်ကချက်ချင်းရက်သွားပါမယ်။နီးပြတ်မဖြစ်သေးရင်တော့အိမ်မုံရှိသေးတာကိုပြသနေပြီးစက်ကဆက်လက်လဲပတ်သွားပါမယ်။ဆက်ပြီးဒီပိုင်းကအိမ်ညစ်ပိုင်းနဲ့ဇစ်ဖီပိုင်းဖြစ်ပါတယ်။ဒီလက်ခုံလုံးကအိတ်ကိုဖိပေးဖို့အသုံးပြုတာဖြစ်ပြီးဇစ်အပေါ်မှာအိမ်မရွေ့အောင်ထိန်းပေးပါတယ်။ဒီအားကတော့အိတ်တစ်ခေါင်းဖြစ်ပြီးအိမ်မြင်လိုင်းကိုကငင်းငင်းဖြစ်အောင်ထိန်းပေးပါတယ်။နောက်ပြီးဒီအားကတော့ဖြက်ပြီးချုပ်ပေးတဲ့ဓမီဖြက်ဖြစ်ပါတယ်။အိတ်ကိုစံအတိုင်းဖြက်ပြီးချုပ်ဖို့အသုံးပြုပါတယ်။ဆက်ပြီးကျွန်တော်တို့ကအိတ်တစ်ခေါင်းကတ်စာကိုပြောင်းဖို့လုပ်မယ်။ပြောင်းမလုပ်ခင်မှာစက်ကိုအရင်ပိတ်ဖို့လိုအပ်ပါတယ်။လုံခြုံရေးအတွက်ပါစပ်ပိတ်ပြီးရင်တော့အိတ်တစ်ခေါင်းကတ်စာကိုပြောင်းလဲနိုင်ပါပြီဆက်ပြီးဒီနေရာအိတ်ဆွဲတဲ့မော်တာဖြစ်ပါတယ်လောက်သားတွေစောင့်ကြည့်မိမိနေလို့ရမယ်ဒီနေရာမှာ NDA3 ပေးအမအသာတတ်ထားပါတယ်ဒီနေရာကိုလင္ကထိုးပါနဲ့လုံးဝမလန့်ပါနဲ့မော်တာကလက်ကိုဆွဲသွားနိုင်တာကြောင့် NDA ဖြစ်နိုင်ပါတယ်အလုပ်စားမတင်ခင်အလုပ်သမားတိုင်းကအလုပ်စားဖို့စာရွက် Job Star Sheet ကိုဖတ်ပြီးစစ်ဆေးဖို့လိုအပ်ပါတယ်ဒီစာရွက်ထဲမှာအရေးကြီးတဲ့အချက်လက်တွေပါဝင်ပါတယ်ထုတ်ကုန်အမီအိတ်အရွယ်စာထုတ်လုပ်ရမယ့်အရေးအသွထုတ်လုပ်တဲ့နေ့နဲ့အရေးအသွေးစစ်ဆေးစာနှုန်းတွေပါစာရွက်ကိုမှန်မှန်ဖတ်ပြီးနားလည်ထားရင်စက်အလုပ်လုပ်စင်မှာမှားယွင်းမှုနည်းပြီးလုပ်ငန်းထုတ်ကုန်ကစက်နှုန်းအတိုင်းထွက်လာပါမယ်ဆက်ပြီးတော့ zit အိတ်ဖြတ်လုပ်ငန်းစဉ်ကိုကြည့်ကြမယ်နော်ဒီအဆင့်ကအရေးကြီးတဲ့အဆင့်ဖြစ်ပြီးတတိထားတဲ့အရာတွေလည်းများပါတယ်စံနှုန်းဝပိုင်းလုံးဆောင်ပေးရင်အလုတ်အရေးအထွေးကောင်းပြီးလုံခြုံရေးလည်းပြည့်စုံပါမယ်အလုတ်စမတင်ခင်အလုတ်စီအေးတို့ကဇင်းအိတ်ဖြတ်ဌာနအတွက်အလုတ်စစစ်ဆေးစာရွက်ကိုဖွင့်ပြီးအကြီးအကဲကိုပြသပေးရပါမယ်ပြီးရင်အလုတ်စီအေးတို့ကစက်အရှိဘက်မှာအလုတ်စာရွက်ကိုချိတ်ထားပေးပါမယ်အဲ့လိုလုပ်ရင်စက်အရှိမှာအလုတ်လုပ်သူအတွက်ကြည့်ဖက်ရလွယ်ပါမယ်ထိုးလုံးမှုစမတင်ခင်မှာအလုတ်သမားကအိတ်တက်တာဒဇိစားတဲ့အစိတ်အပိုင်းတွေပြင်ဆင်ပြီးတင်းတင်းမှုစစ်ဆေးဖို့လိုအပ်ပါတယ်။အရာအလုံးပြင်ဆင်ပြီးပြည်စုံသွားတဲ့အခါမှာဆေးအိတ်ဖြစ်လုပ်ငန်းစဉ်ကိုစတင်နိုင်ပါတယ်။ဆက်ပြီးစက်ထင်းခလုတ်တွေကိုကြည့်ကြမယ်နော်။အနီခလုတ်ကိုစက်ပိတ်ဖို့အသုံးပြုပါတယ်။အစိမ်းခလုတ်ကိုစက်ဖွင့်ဖို့အသုံးပြုပါတယ်။အနက်ခလုတ်ကိုဖြတ်တက်မီကိုမြှင့်ဖို့လျှက်ဖို့အသုံးပြုပါတယ်။လူသားတွေကခလုတ်တိုင်းရဲ့နေရာနဲ့အလုံးလုံးပုံကိုမှတ်သားထားပြီးသတိရှိရှိအသုံးပြုဖို့လိုအပ်ပါတယ်။ဒီဟာကမီးတက်တာဖွင့်ပိတ်တဲ့ခလုတ်ပါ။နောက်ဒီဟာကတော့ဓမီထည့်ရဲ့အပူချိန်ဖွင့်ပိတ်ဖို့အသုံးပြုတဲ့ခလုတ်ဖြစ်ပါတယ်။အပူချိန်ဖွင့်ပြီးနောက်မှာနာရီဝက်လောက်ဆောင်ပိတ်ပါ။အပူချိန်ဟာသတ်မှတ်ထားတဲ့အဆင့်ထိရောက်အောင်ပါ။ဓမီဖြစ်အပူချိန်ဖွင့်ပြီးရင်အပူချိန်ကိုမှန်အောင်သတ်မှတ်ပေးရပါမယ်။အနီမီကဓမီဖြစ်ရဲ့အမှန်တကယ်အပူဖြစ်ပြီးအစိမ်းမီကသတ်မှတ်ထားတဲ့အပူဖြစ်ပါတယ်။
အပူချိန်ကိုလျှော့ချခြင်းသို့မဟုတ်တိုးခြင်းစက်ခလုတ်ကိုနှိပ်ပါလျှော့ချခြင်းမြအပ်ကိုနှိပ်ပါတိုးခြင်းမြအပ်ကိုနှိပ်ပါဆက်ပြီးတော့အဲ့အရွယ်အစားတတ်မှတ်ပုံကိုကြည့်ကြမယ်နော်လှုပ်ဆောင်ရမယ့်အဆင့်တွေကဒီလိုပါပထမအဆင့် lens ခလုတ်ကိုနှိပ်ပါဒုတိယအဆင့် clear ခလုတ်ကိုနှိပ်ပါတတိယအဆင့်လိုချင်တဲ့အဲ့အရွယ်အစားကဏ္ဍကိုရိုက်ထည့်ပါနောက်ဆုံးအဆင့် enter ခလုတ်ကိုနှိပ်ပြီးသတ်မှတ်ချက်ကိုအတည်ပြုပါသတ်မှတ်ပြီးရင်စက်မျက်နှာပြင်ပေါ်မှာပြန်စစ်ကြည့်ပြီးမှန်ပါနော်ဆက်ပြီးတော့ AED အတွက်သတ်မှတ်ပုံကိုကြည့်ကြမယ်နော်လှုပ်ဆောင်ရမယ့်အဆင့်ကြီးကဒီလိုပါပထမအဆင့်ကောင့်ခလုတ်ကိုနှိပ်ပါဒုတိယအဆင့် clear ခလုတ်ကိုနှိပ်ပါတတိယအဆင့်လူချင်းနဲ့ AED အတွက်ကဏ္ဍကိုရိုက်ထည့်ပါနောက်ဆုံးအဆင့် enter ခလုတ်ကိုနှိပ်ပြီးသတ်မှတ်ချက်ကိုအတည်ပြုပါပတ်မှတ်ပြီးရင်စမျက်နှာပြင်ပေါ်ကကဏ္ဍကိုပြန်စစ်ကြည့်ပြီးမှန်မှန်ဖြစ်နေတာသိကြပါနော်ဆက်ပြီးတော့အိတ်ချုပ်သုံးနဲ့တဲသားသားကိုစစ်ဆေးပုံကြည့်ကြမယ်ဒီတဲသားကအိတ်ချုပ်ပဲနေရာကိုငင်းငင်းလှပြီးတင်းတင်းမြဲမြဲဖြစ်အောင်ကူညီပေးတာပါအလုံးစောင့်မတင်ခင်တိုင်းမှာတဲသားအခြေအနေကိုစစ်ဆေးဖို့လိုအပ်ပါတယ်ပြည့်စည်နေတာအတုအရှိရှိတာသို့မဟုတ်အငြိကြီးရှိရင်ချက်ချင်းပြောင်းပေးပါတဲသားကိုတနက်ရှင်းရှင်းထိန်းသိမ်းထားရင်အိတ်ချုပ်အရေးအသွေးကောင်းလာပြီးအမားအယွင်းလဲလဲသွားပါမယ်ဆက်ပြီးတော့အိတ်ချုပ်သုံးတဲ့တဲစားကပ်ပုံကိုကြည့်ကြမယ်နော်ပထမဦးဆုံးဓာတ်မီးဖြတ်အပူခြင်းရော့ပြီးငင်းသွားတာတေးကြအောင်စစ်စီပါလုံခြုံရေးအတွက်ပါပြီးရင်ကက်ကစာကိုမီးသစ်ခေါင်းပေါ်မှာကငင်းငင်းဖြစ်အောင်ရှော့ကပ်ပါကတ်တဲ့အခါမြင်းပေါ်မှာတုတ်ချင်းသို့မဟုတ်လေပုံဝင်ခြင်းမဖြစ်အောင်တတိထားပါအဲ့လိုဖြစ်မယ်ဆိုရင်အိတ်ချုပ်မြင်းမလှပနိုင်နဲ့အမားယွင်းဖြစ်နိုင်ပါတယ်ဆက်ပြီးတော့အပူဖြတ်ဓာတ်မီကိုတန်ရှင်းရေးလုပ်ပုံဖြစ်ပါတယ်ပထမဆုံးဆက်အရှင်ကိုချိန်ညှိပြီးတန်းစင်ကိုအမြင့်ဆုံးအထိမြင့်ပါအနက်ခလုတ်နံပါတ်8သုံးပြီးဘောလုံးကိုဘဲဘက်ကိုလက်ဖွင့်ပါပြီးရင်ဓာတ်မီဖြတ်ကိုမြင့်ပါတဲသားနဲ့ဓာတ်မီဖြတ်ကြားမှာကပ်ပြားသုံးပြီးထည့်တင်ထားပါတူကကားပြင်သုံးပြီးဓာတ်မီဖြတ်ကိုတန်ရှင်းအောင်တီးပေးပါနောက်တူကပလတ်စတစ်ခွေးအညစ်အကြေးတွေဖယ်ရှားဖို့သုံးထားတဲ့ရေချိုးလို့တန်ရှင်းအောင်တုပ်ပေးပါအရေးကြီးတဲ့အချက်ကဓာတ်မီးဖြတ်မှာအပူရှိတယ်ခန္ဓာရေကောင်းတယ်အလေးရှိတယ်ဒါကြောင့်လက်အိတ်ဝတ်ပြီးသတိရှိရှိညှင့်ချရမှာသတိထားပါပြီးတော့ပုံစံမှတ်ဖန်တဲ့မက်ဆီဒူကိုချိန်ညှိပုံကြည့်ကြမယ်နော်မက်ဆီဒူကပုံနှိပ်ထားတဲ့နေရာကိုတတ်မှတ်ဖန်ဆီးပေးပြီးအိတ်ကိုတိတိကျကျဖတ်နိုင်အောင်ကူညီပေးပါတယ်ချိန်မလို့ခင်မှာမက်ဆီဒူစနစ်ကိုဖွင့်ပြီးပလတ်စတစ်ဖုံးကိုအနည်းချင်းရွှေ့ပေးပါမက်ဆီဒူအနီမီလင်းလာတာတွေ့ရင်ပုံစံကိုမှန်မှန်ဖန်ထားတာဖြစ်ပါတယ်ပြီးရင်စက်ကိုနှင်းနှင်းလဲပတ်ဆက်ပြီးဖြတ်လိုက်ပါပုံနှိပ်နေရာနဲ့ဖြတ်ရနေရာမတူသေးရင်မက်ဆီဒူကိုပြန်ညီပေးပါတိကျမှတုံးနိုင်ပါတယ်အခန်းလေးကိုယ်တိုင်စစ်ဆေးခြင်းပထမပုံမှန်အလုပ်အတွက်စစ်ဆေးမှုပါအိတ်ကိုတတားတဲ့ထိမတိုင်ခင်အထုတိုင်းကိုစစ်ဆေးပေးပါဒုတိယပုံမှန်အလုပ်တော့စစ်ဆေးမှုပါ3မိနစ်တိုင်းမှာဒါစစ်ဆေးပေးပါအထူးသဖြင့်အဲ့အရွယ်စားကိုတိတိကျကျတိုင်းတာပြီးစာနှုန်းအတိုင်းဖြစ်နေတာသိချအောင်စစ်ဆေးပါဒီလိုလုပ်ရင်ထုတ်လုပ်မှုအတွင်းမှာအရွယ်စားချချမှုမဖြစ်အောင်ကာကွယ်နိုင်ပါတယ်ဒုတိယပုံမှန်အလုပ်တော့စစ်ဆေးမှုပါ3မိနစ်တိုင်းမှာဒါစစ်ဆေးပေးပါအထူးသဖြင့်အဲ့အရွယ်စားကိုတိတိကျကျတိုင်းတာပြီးစာနှုန်းအတိုင်းဖြစ်နေတာသိချအောင်စစ်ဆေးပါဒီလိုလုပ်ရင်ထုတ်လုပ်မှုအတွင်းမှာအရွယ်စားချမှုမဖြစ်အောင်ကာကွယ်နိုင်ပါတယ်ကျွန်တော်တို့ကအလုပ်စစစ်ဆေးစာရွက် Job Starship ပေါ်မှာသတ်မှတ်ထားတဲ့အတိုင်းအလုပ်စစ်ဆေးသွားပါမယ်ဒါကစံနှုန်းအတိုင်းမှန်မှန်ကန်ကန်စစ်ဆေးနိုင်ဖို့နဲ့ order တိုင်းအတွက်အမှန်ကန်ဖို့အတွက်ပါစစ်ဆေးပုံမှာအတိုင်းတာချင်းတိုင်းတာဖို့အတွက်ခြီကိုအသုံးပြုပါမယ်အလုပ်စာရွက်မှာဖော်ပြထားတဲ့အချက်အလက်အတိုင်းစစ်ဆေးပေးပါနာရီတစ်နာရီတိုင်းမှာ
စစ်ဆေးရလက်ကိုအလုတ်စာရွက်ထဲမှတ်သားပေးပါအဆင့်1အဲ့ရကျဲကိုတိုင်းတာပါချိုဖြင့်ဘဲဖတ်မှညာဘက်ထိတိတိကျကျတိုင်းတာပြီးတတ်မှတ်ထားတဲ့အရွယ်စားနဲ့တူအောင်စစ်ဆေးပါအဆင့်2အဲ့အရှိကိုတိုင်းတာပါပေချင်းအဲ့ပေါ်ဘက်မှာအောက်ဘက်အထိတိတိကျကျတိုင်းတာပြီးတတ်မှတ်ထားတဲ့အရွယ်စားနဲ့တူအောင်စစ်ဆေးပါဆက်ပြီးတော့ပုံနှိပ်ထားတဲ့အဲ့ပုံစံကိုစစ်ဆေးပါပုံစံကတိကျပြီးအယောင်မတုတ်ပတ်တာနေရာမှန်တာခက်နေကြောင်းစစ်ဆေးပါပုံစံမလှပတာအယောင်ပြက်တာတွေ့ရင်စက်ကိုချက်ချင်းရပ်ပြီးအကြီးအကဲကိုပြောပါစပီအိပ်ပါကိုဖွင့်ပြီးစစ်အဖွင့်ပိတ်စစ်ဆေးပါစစ်ကိုဖွင့်ပြီးပိတ်ကြည့်ပြီးတင်းတင်းနဲ့တင်းအားဖြစ်နေတာမပြော့ပဲမတင်းပဲဖြစ်နေတာတေချာအောင်စစ်ဆေးပါဆက်ပြီးအိပ်ပေးချုပ်နေရကိုဆွဲပြီးစစ်ဆေးပါလက်နှစ်ဖက်နဲ့တဖြည်းဖြည်းဆွဲကြည့်ပြီးချုပ်လိုင်းကတင်းတင်းမြင့်မြင့်ဖြစ်နေတာမဖြုတ်တာမကျဲတာတေချာအောင်စစ်ဆေးပါဆက်ပြီးအိပ်ပေါက်ရှိမရှိစစ်ဆေးဖို့ရေနစ်ဆန်းပါအိတ်သေးကိုရေခွဲဝက်လောက်ထည့်ပြီးလက်နဲ့တဖြည်းဖြည်းဖိကြည့်ပါရေမယိုရင်အိတ်ချုပ်ကတင်းတင်းမြင့်မြင့်ထစ်ပြီးပြဿနာမရှိလာကိုဆိုလိုပါတယ်နောက်ဆုံးအပိုင်းမှာတော့လူသားတိုင်းအနေနဲ့လုပ်ငန်းကြီးသွေးကိုတတိထားဖို့ပြောချင်ပါတယ်ကျွန်တော်တို့ထုတ်လုပ်တဲ့အိတ်တိုင်းဟာကျွန်တော်တို့အဖက်ကကြိုးစားမှုနဲ့ဖောက်တဲ့အတွက်ကျဉ်းနှံ့မှုဖြစ်ပါတယ်သတိထားပြီးတာဝန်ရှိရှိလုပ်ဆောင်ရင်အလုပ်ရည်သွေးကအမြဲကောင်းသွားပါမယ်